တဘောကောင်းတယ်ရှင်းမြန်တယ်တန်ပါတယ်ကျင်းစာတွေကိုဆုပ်ယူပြီးတော့အကျဉ်းဆုံးတက်ကနစ်တွေနဲ့ပြန်ထုတ်ပြီးအသုံးပြုနိုင်တယ်ဆိုပေမဲ့လို့မှားယွင်းတဲ့စဉ်းစားပုံတစ်ခုကြောင့် feeling ဖြစ်သွားခဲ့တယ်မင်္ဂလာပါ UCK စင်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ Jujutsu Kaisen series တွေက main villain တွေရဲ့အခါမှာကျင်းစာချဲလဲခြင်းကိုအသုံးပြုနိုင်တဲ့ Geto Suguru ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုစလိုက်ကြအောင်Geto က Tojo Jujutsu High School မှာတက်ခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်Gojo Satoru ရဲ့အခင်ဆုံးတငယ်ချင်း partner Gojo နီးတူတန်မာခဲ့တဲ့သူတူလည်းဖြစ်ပြီးတော့ခိုင်မာတဲ့ရည်တည်ချက်တွေနဲ့လူသားတွေကိုကာကွယ်ဖို့လှုပ်ရှားခဲ့သူတူလည်းဖြစ်ခဲ့ပါတယ်Jujutsu ကျောင်းတော်မှာတော့ Gojo နဲ့ Geto တို့ဟာကျင်းစာအသုံးပြုသူတွေဖြစ်ပြီးအမြဲတမ်းထိတ်ဆုံးရအောင်စူးစမ်းနေတဲ့သူများဖြစ်ပါတယ်Gojo နဲ့အတူတူကျောင်းရဲ့အသက်မဆုံးသူအဖြစ်နေရာယူထားပြီးတော့အားလုံးကစောင့်ကြည့်နေကြကြပါတယ်Geto ရဲ့စွမ်းအားကတော့မြင့်မားပါတယ်ကိုယ်တိုင်တက်ပြစ်သမျှကျင်းစာဝိညာဉ်တွေကိုစုပ်ယူပြီးအချိန်မီပြန်လဲသုံးချနိုင်ပါတယ်ကျင်းစာဝိညာဉ်တွေအများကြီးကိုတပြိုင်နက်တည်းထိမ့်သိမ်းတာကလည်းသူ့ရဲ့ main technique တစ်ခုပါပဲဒါပေမဲ့တစ်ခုရှိတာကအပြန်လန်နေနဲ့သူစုပ်ယူလိုက်တဲ့ကျင်းစာတွေရဲ့ဆိုးရွားလုံးတဲ့အရာသာကိုတော့ခံစားရပါတယ်Geto ကမကောင်းတဲ့သူတယောက်လားဆိုတော့မဟုတ်ခဲ့ပါဘူးအတွေးခေါ်တစ်ခုကြောင့်Gojo နဲ့မတူပဲရုတ်တရက် villain ဖြစ်သွားခဲ့သူတူပါGojo စစ်အိုင်ပွင့်သွားတဲ့အချိန်မှာတော့ Geto တဲ့တာသွားရလို့သိရပါတယ်Gojo ရဲ့ညီမချက်ကတော့လူသားတွေအားလုံးကိုကာကွယ်ပြီးတော့ကျင်းစာကောင်းတွေကိုအဆုံးသတ်ဖို့ပဲဖြစ်ပါတယ်အပြန်လန်နေနဲ့Geto ကတော့ကျင်းစာအသုံးပြုနိုင်တဲ့လူတွေကနေမကောင်းတဲ့စိတ်ခံစားချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကျင်းစာတွေရှိရာကြောင့်မလို့အဆုံးသတ်တဲ့နာကလူသားတွေပဲလို့ယုံကြည်သွားတဲ့သူပါဒီလိုနဲ့Geto နဲ့Gojo တို့ဟာတယောက်နဲ့တယောက်သဘောထားကွဲလွဲမှုရှိခဲ့ကြပြီးတော့Geto ဟာသူ့ရဲ့ခံယူချက်နဲ့အတူ villain တယောက်ဖြစ်လာပါတယ်အလွန်ဆိုးရတဲ့ဖြစ်ပျက်ကြီးတစ်ခုဖြစ်ပြီးတဲ့နောက်မှာတော့Geto ကသူ့ရွာကရွာသား100ကျော်ကိုတညတည်းတက်ပစ်လိုက်လို့ကျောင်းတော်မှာJujutsuစီမင်းများကိုချိုးဖောက်သောကျင်းစာအသုံးပြုသူအဖြစ်ကျောင်းမှာနှိထုတ်ခြင်းခံလိုက်ရပါတယ်အဖြစ်အပျက်တွေပြီးမှတော့ကျောင်းကထုတ်ပယ်ခံလိုက်ရတဲ့Geto ဟာ Thai Versus Association ကိုထိန်းချုပ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်အဖွဲ့အစည်းဖြစ်ဖန်တီးလိုက်ပါတယ်ဒါကတော့သူ့ညီမချက်တွေအကောင့်ထဲပို့ဖို့အတွက်လမ်းကြောင်းအစလို့ဆိုရမှာပါSuguru Geto ရဲ့အယူအရမော်စရာမဟုတ်သူများကိုမုန်းပြီးတော့၎င်းတို့ကိုမြောက်များဟုသတ်မှတ်ပါတယ်မော်စရာတွေကသာမြင့်မြတ်တဲ့လူတွေဖြစ်ကြပြီးတော့လူသားတွေရဲ့စင်ကဲဖြစ်စဉ်နောက်တစ်ဆင့်လို့ခံယူထားပါတယ်သူ့ရဲ့အယူကမြောက်တွေနဲ့ထိတွေ့ဆက်ဆံပြီးရင်အနံ့ပြောင်းအောင်ပိုးတွေတေးအောင်လို့ဆေးတွေနဲ့ဖျန်းလေးရှိပါတယ်Geto ကလူသားတွေကိုသဘောမကျပေမဲ့စန့်ကျင်ဘက်အနေနဲ့ကကျင်းစာအသုံးပြုသူအပေါင်းဖော်များကိုဂရုစိုက်ပြီးမိသားစုလိုစောက်ချောက်တာကိုလည်းစီးရဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်ကျင်းစာဝိညာဉ်စင်ကော်ခြင်းတွေကအမိုက်ဆုံးနဲ့အကျန်းဆုံးဖြစ်တဲ့Maximan Uzumaki ဆိုတဲ့နည်းပညာကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူ့ရဲ့လှုပ်လှုပ်ပုံကတော့ကျင်းစာကောင်းတွေအကုန်လုံးကိုတခါတည်းစုစည်းလိုက်ပြီးကျင်းစာဆွဲရည်တွေကိုအကြီးမားဆုံးနဲ့ပြန်လည်ထုတ်လွှတ်လိုက်တာပဲဖြစ်ပါတယ်ဒီနည်းပညာအသုံးပြုတာကိုJujutsu Kaisen 0တွေကယူတာနဲ့တိုက်ခိုက်တဲ့အခန်းထဲမှာဖော်ပြသွားခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲပြီးမှတော့Getoကရှုံးသွားခဲ့တာကိုမြင်ရမှာဖြစ်ပါတယ်အကြောင်းကတော့ယူတာကိုအားနည်းတဲ့ចောင်းသားထင်ပြီးတော့ short တက်ခဲ့တာကြောင့်ပါGeto ရှုံးသွားပြီးတဲ့နောက်ပိုင်းမှာတည်သွားတဲ့Getoကိုစီးရီးထဲမှာပြန်တွေ့ရတာကGetoအစ်မဟုတ်ပဲKanjakuဆိုတဲ့မော်စရာတယောက်ကGetoရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းထဲဝင်ပြီးထိန်းချုပ်ထားလို့ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပြီးလည်း enemy ကားတွေကဇက်ကောင်လေးတွေအကြောင်းကို reset လုပ်ပြီးပြောပြပေးသွားမှာမလို့ brother တို့ကယခုကြည့်နေတဲ့ video ကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်